ဟုတ်ကဲ့အားလုံးမင်္ဂလာပါဒီနေ့မှာတော့ကျွန်တော်ဝေမျှပေးမယ့်အကြောင်းအရာတော့ကျွန်တော်တို့အခုလက်ရှိကျွန်တော်တို့ဒီထိုင်းမှာလှုပ်လှုပ်နေတဲ့ကျွန်တော်ရွှေပြောင်းလုပ်သားတွေပေါ့နော်ကျွန်တော်အပါဝင်ပေါ့ကျွန်တော်တို့တွေဒီအလုပ်ပြောင်းဖို့ဆိုလို့ရှိရင်ကျွန်တော်တို့ခုချိန်မှာမပြောင်းဖို့ကျွန်တော်အနေနဲ့မေတ္တာရက်ခံခြင်းတယ်။ဘာကြောင့်လဲဆိုတော့ကျွန်တော်တရားဝင်အလုပ်သမားပေါ်ကနေပြီးတော့ကျွန်တော်တရားမဝင်တဲ့အလုပ်သမားဖြစ်သွားနိုင်တယ်ပေါ့နော်။ဘာဖြစ်လို့လဲဆိုတော့ကျွန်တော်တို့ဒီအထေးအပြောင်းလဲကစကျွန်တော်ခုနောက်ပိုင်းဆိုကျွန်တော်ကဒီမြို့နယ်ကြာဟန်ရုံးမှာကျွန်တော်ကတွားလုပ်လို့မရတော့ဘူးကျွန်တော် online ကနေတင်ရတာဖြစ်တယ်။ online ကတင်ရဖြစ်တဲ့အခုချိန်မှာကျွန်တော်တို့ကဒီတက်တန်းတိုးတဲ့အုပ်စုတွေရောเนาะတက်တန်းတိုးတဲ့အုပ်စုတွေရောဒီအထေးပြောင်းတဲ့အုပ်စုတွေအကုန်လုံးကတိုင်ပတ်နေကြတယ်။ဘာဖြစ်လို့လဲဆိုတော့ကျွန်တော် online ကနေပြီးတော့တင်တဲ့အတွက် online ကနေပြီးတော့ဟိုအထေးကတော့တင်ပေးလိုက်တော်များလဲကျွန်တော်တို့ဂျာတင်ပေးလိုက်တော်များဟိုဘက်ကနေပြီးတော့အတီးပြုမှပြန်ရလာဖြစ်တယ်ပေါ့နော်။ဆိုလိုရင်းကကျွန်တော်တို့ဒီဘယ်လောက်ထိကြာမလဲဆိုတာလဲဒီတင်ပေးတဲ့လူကိုယ်တိုင်လည်းမသိလို့ဟိုဘက်ကလည်းပြောတိုးတော်များလဲသူတို့အနေနဲ့ပို့လာတာကတော့ဒီဟွာလေးတွေနဲ့ပို့လာပြီးတော့သူရပောင်း60အတွင်းမှာတော့ပြီးလို့မယ်တကယ်ကြတော့အဲ့ထက်မကကြာနေတယ်ပေါ့နော်အဲ့ထက်မကကြာနေတယ်ဆိုတော့ဒါတွေကဖြစ်နေတဲ့အတွက်ကျွန်တော်တို့အလုပ်သမားအနေနဲ့တရားဝင်အလုပ်သမားအနေတရားမဝင်တဲ့အလုပ်သမားဖြစ်သွားနိုင်တယ်ပေါ့နော်ဒီပြဿနာကတော့ကျွန်တော်တို့ဒီအများစုဖြစ်နေတယ်ကျွန်တော်ရွှေပြောင်းမြန်မာအလုပ်သမားတွေတော်တော်များများအများစုဖြစ်နေတယ်ကြုံတွေ့နေရလက်ရှိကြုံတွေ့နေရပြဿနာပါနော်ဒီကမပေါ်စာနဲ့အခုဆိုလို့ရှိရင်ပြဿနာတွေဘယ်လိုဖြစ်တယ်ဆိုတော့ကျွန်တော်တို့ရ agency နဲ့အလုပ်လုပ်တယ်ကျွန်တော်တို့အလုပ်ထဲမှာဝင်လိုက်တယ်သို့တော့အထည်ကနေပြီးတော့စုလိုက်ပြုံလိုက်ဖြုတ်ချလိုက်တယ်အဲ့အချိန်မှာဘာဖြစ်နေလဲဆိုတော့အလုပ်သမားတွေ work permit တွေလည်းမရရသေးဘူးเนาะ work permit ကတ်တွေလည်းမထွက်သေးဘူးเนาะဆိုတော့အထည်အစ်စ်လည်းပြောင်းလို့လည်းမရဘူး work permit ကလည်းဒီမှာမထွက်သေးတဲ့တော့သူတို့မှာဘဲမှလည်းတွားလို့မရတဲ့ပြဿနာတွေအခုလက်ရှိဖြစ်နေတာပေါ့เนาะဆိုတော့အားအကြောင်းမို့ကျွန်တော်တို့အနေနဲ့ကဒီအထည်အစ်စ်ပြောင်းမယ်ဆိုရင်ကျွန်တော် work permit ကတ်ထွက်လာတော့မှကျွန်တော်တို့ကအထည်ပြောင်းလို့ရဘာဖြစ်လို့ work permit ကတ်ထွက်လာမှအထည်ပြောင်းလို့ရတာလဲဆိုလို့ရှိရင်ကျွန်တော်တို့ကဒီ work permit ရှိမှကျွန်တော် work permit နံပါတ်ပါလာမှာเนาะအဲ့ကြမှာကျွန်တော်တထည်ပြောင်းလို့ရမှာအရင်တော့ပုံစံနဲ့မတူနေဘူးပေါ့เนาะဆိုတော့ကျွန်တော်အလုပ်သမားတွေနေကဒါလေးကိုတတိထားစေခြင်းနဲ့ချို့တွေကပြောတဲ့ဒီပကစားခွန်တွေဘာတွေဖြတ်တယ်ညာတွေဖြတ်တယ်ဥပမာဒီကြိုက်တာပဲဘယ်လိုပဲဖြတ်ကျွန်တော်တို့ဒီအလုပ်သမားတွေဒီ work permit ကတ်ထွက်လာတော့မှပဲပကံစံခုံးမှာသူတို့တွင်းလို့ရမှာဖြစ်တယ်။ဘာဖြစ်လို့လဲဆိုတော့ work permit လုပ်ခွင့်ကတ်ရှိမှပဲသူတို့ပကံစံခုံးတွင်းလို့ရတာเนาะဆိုတော့အဲ့ဒါလေးကိုသိစေခြင်းနဲ့အလုပ်သမားတွေအနေနဲ့အခုချိန်မှာအလုပ်ပြောင်းမဲ့ကိစ္စလုံးဝမလုပ်စေချင်ဘူးသူတို့အနေနဲ့တော့ပြောရတာတော့ဒီ9လပိုင်းကုန်တွင်းမှာပြီးအောင်လုပ်ပေးမယ်လို့ပြောတော်များလဲတကယ်ဖြစ်လာမလားမဖြစ်လာမလားဆိုတော့ကျွန်တော်တို့စောင့်ကြည့်ရမယ့်အနေအထားတော့ရှိတယ်ပေါ့เนาะဆိုတော့ကျွန်တော်အလုပ်သမားအနေနဲ့ကเนาะသတိထားစေချင်တာကအလုပ်လုပ်ချင်တဲ့စိတ်နဲ့သွားတော်များလဲကျွန်တော်တို့ကဟိုမှာကကိုရေရှည်ဘယ်လောက်လုပ်ရမှန်းမသိเนาะဘယ်လောက်လုပ်ရမှန်းမသိပြီးရင်ကိုဘယ်အချိန်မှာဖြုတ်လိုက်မှန်းမသိပေါ့เนาะဥပမာကျွန်တော်တို့ကဒီခုနောက်ဆုံးဖြစ်ခဲ့တဲ့ဖြစ်စဉ်လေးဆိုရင်ကျွန်တော်ဒီစက်ယုံမှာကသူတို့ကအလုပ်သမားတွေကကျွန်တော်3လလောက်ထိလုပ်ခဲ့ပြီးသွားပြီเนาะဒါကနေပြီးတော့ဒီကုမ္ပဏီကနေပြီးတော့ဂျာကန်ကုမ္ပဒီလှုပ်ရှားပွဲကုမ္ပဏီကနေပြီးတော့ကုမ္ပဏီကဒီလှုပ်ရှားပွဲကသူမယူဘူးတိုးတော်များလဲဂျားမှာဒီစကပြန်တွေရှိတယ်စကပြန်တွေရှိတယ်စကပြန်တွေကနေပြီးတော့တောင်းတယ်เนาะစမတ်ကြီးတွေ8000တို့6500တို့9500 3000တို့လို့တောင်းကြတယ်တောင်းကြလို့သမားတွေကအဲ့ကနေပေးပြီးတော့ဝင်တယ်တိုးတော့3လနဲ့လှုပ်ပြီးတော့အလုပ်ပြုတ်သွားတော့အခု work permit တွေလည်းမထွက်တတိလည်းပြောင်းလို့မရเนาะအကုန်လုံးဒုက္ခတွေရောက်နေကြတယ်ပေါ့เนาะဆိုတော့ကျွန်တော်တို့လူသမားတွေအနေနဲ့ဒါလေးကတတိထားစေချင်တာပါဒါလေးကျွန်တော်လာရောက်